1999 ခုနှစ်တော့ယူရယာကိုမီးတောင်ထိပ်ဝါနာမှာရှာတွေ့ခဲ့တဲ့မမ်မီယောလောင်းနှစ်ပေါင်း900ကျော်ကြာတဲ့အထိပကတိအတိုင်းမပြတ်မရွံ့ရှိနေစေပါအေးချမ်းအိမ်မောကျနေတယ်လို့ဖြစ်နေတဲ့ယူရယာကိုမေးတန်ခေါ်အဲ့ဒီအပြိုစင်မမ်မီယောလောင်းကိုလေ့လာပြီးတဲ့အခါမှာကလေးတွေကိုမှရစ်ပူဆိုတဲ့အင်ကာလူမျိုးတွေနဲ့အင်ကာအင်ပါယာကြောင့်လူများစိတ်ဝင်စားလာကြပါတယ်အင်ကာအင်ပါယာဆိုတာကိုလံဘီယာအမေရိကန်ခေတ်အကျိုးတော့ချမ်းသာကြွယ်ဝပြီးအင်အားကြီးခဲ့တဲ့တိုင်းပြည်တစ်ခုဖြစ်တယ်လို့ခေတ်မီလူမှုအဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်သူခေတ်သူခါတော့ဖွံ့ဖြိုးတိုးတက်ခဲ့တဲ့တိုင်းပြည်တစ်ခုဖြစ်ပါရဲ့နဲ့ကလေးတွေကိုရစ်ပူဆိုတဲ့အထိအယူသိခဲ့တာလားဆိုရင်တော့အမှန်ပါပဲအင်ကာလူမျိုးတွေကနေနမင်းအင်တီကိုကိုးကွယ်ကြပြီးတော့သူတို့ရဲ့ဧကရမင်းကိုလည်းနေနမင်းရဲ့သားတော်အဖြစ်ယုံကြည်ထားကြပါတယ်။တိုင်းပြည်သားရရေးအတွက်အလှူဒန်းရရောကြသလိုကပရကိုချာဆိုတဲ့ရစ်ပူစော်ပွဲတို့လည်းပုံမှန်လုပ်လို့ရှိပါတယ်။တာမန်အရေးကိစ္စအတွက်ဆိုရင်တော့စစ်တုံးပန်းတွေကိုရစ်ပူစော်ကြတာပါ။ဒါပေမဲ့ဧကရမင်းနဲ့ရောက်ဆန်တဲ့အချိန်မြင်းကလေးအကြီးကျယ်လှုပ်တဲ့အချိန်မီးတောင်ပေါက်တဲ့အချိန်တိုင်းပြည်ရှိမရေရာတော့တဲ့အချိန်အဲ့ဒီအချိန်တွေတက်ဆိုရင်တော့ကလေးတွေကိုရစ်ပူစော်လေးရှိပါတယ်ရစ်ပူစော်ခံရတဲ့ကလေးတွေကနတ်ဖျားဘွားကိုပိုင်ဆိုင်ကြတယ်လို့ယုံကြည်ထားတဲ့အတွက်မိဘတွေကိုယ်တိုင်ကလူလူလာလာလက်ခံကြတာပါ2009ခုနှစ်လောက်မှာမှုကင်းစိတ်ပညာနဲ့ရှေးဟောင်းသုတေသနပညာရှင်အန်ဒရူးဝစ်ဆန်ကဦးဆောင်ပြီးတော့အပြိုစင်မမ်မီယောလောင်းရဲ့သပင်ကိုဓာတ်ခွဲလေ့လာခဲ့ပါတယ်အဲ့မှာသိလာခဲ့ရတာ73နှစ်အရွယ်မိန်းမဖြူလေးကမသေးခင်တစ်နှစ်ဝန်းကျင်လောက်ကတည်းကစားတောက်နေထိုင်မှုပုံစံကတစ်ထစ်ချိုးပြောင်းလဲသွားခဲ့ပါတယ်။မင်းမျိုးမင်းနွယ်တွေနဲ့လူကုန်ထမ်းတွေပဲစားတောက်ခွင့်ရတဲ့အစားတောက်တွေကိုစားခဲ့ရပြီးတော့အသားအရည်နဲ့သပင်ကိုအထူးဂရုစိုက်ပြုစုခံခဲ့ရပါတယ်။ဒီတော့ရစ်ပူစော်ဖို့ရွေးချယ်ခံရတဲ့အပြိုစင်မိန်းကလေးကရစ်ပူစော်မခံရခင်တစ်နှစ်လောက်အတွင်းမှာအကောင်းဆုံးစားတောက်အကောင်းဆုံးနေထိုင်မှုပုံစံတွေနဲ့ညှောက်စားခံရတယ်လို့သုံးသပ်လို့ရပါတယ်။နောက်တစ်ချက်ကအပြိုစင်မိန်းကလေးကမသေးခင်အချိန်ပိုင်းလေးအတွင်းမှာကိုမုံနဲ့တေးရက်ကိုအလွန်ကျူးတောက်သုံးထားတယ်လို့တွေ့ရပါတယ်။ပါဇက်ထဲမှာလည်းကိုရွက်ကိုကြိတ်ဝါပြီးငုံထားတဲ့အတွက်အေးတန်ရဲ့ကိုရွက်ရဲ့အရှင်ရဲ့ကြောင့်ရင်မှုအိပ်ပျော်သွားရတဲ့ဟိုက်ပိုသာမီးယားဆိုတဲ့အခြေအနေတစ်ခုနဲ့အေးခဲတောင့်တင်းပြီးတော့တည်ဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ပိုင်းမှာလည်းဖက်ရှင်မီသမျှကိုပြန်လည်မျှဝေပေးပါမယ်ရှင်။